မြတ်မေရွာတော့ပြန်ရောက်တော့အခါလွာသူကြီးနှင့်လူအုပ်ကြီးကဒူမာကိုဖမ်းဆီးလိုက်ကြသည်ထိတ်လန့်မှုအကြောင်းနှလုံးရောဂါဖောက်ကအဘွားဖြစ်သူအသက်ထွက်သွားသည်ကိုပင်မြတ်မေမှာခေါင်းစွာမငိုလိုက်ရရှာပြီးအယူသီးမှုနှင့်အမုန်းတရားများဖုံးလွှမ်းနေသောလူအုပ်ကြီးကမြတ်မေကိုအိမ်ဟောင်းကြည့်တဲ့တွင်တောခါပိတ်လောင်ကအိမ်ကိုမိရှို့ကြတော်သည်တပလိုင်နဲ့တဲမှာပင်ထွန်းအေးသည်မြတ်မေရှိရာရွာသို့ကားဖြင့်အသေးအတန်မုန်းနှင်လာခဲ့သည်သို့သောကံကြမ္မာကမျက်နှာမပေးခဲ့ပါဒေးထန်စွာရွာသွင်းနေသောမိုးနှင့်တောင်ကျရေကြောင့်ရွာအဝင်တရားကြိုးကြနေခဲ့သည်ထွန်းအေးသည်ကားကိုထားခဲ့ကရွှေနွာညာကြားတွင်မိုင်ဝဲခန့်ကိုခြေချင်းပေးလာခဲ့တော်လေရွာအဝင်သို့ရောက်ခြင်းတွင်ကောင်းကင်တစ်ခုလုံးမိခိုးမြောင်ဖိန်ဖုံးလွှမ်းနေပြီဖြစ်သည်အိမ်ကြီးအတွင်း၌မိတောက်များသည့်မျက်မေကြီးအဝေးစားများကိုစတင်ကူးဆက်လောင်ကျွမ်းနေပြီဖြစ်သည်သူမ၏အသားအရွယ်များလောင်ကျွမ်းကနာကျင်မှုကြောင့်အတန်ကုန်အော်ဟစ်နေရှာသည်ကျမအဖြစ်မရှိပါဘူးကျမစိုးမမဟုတ်ပါဘူးကိုထွန်းကျမကိုကယ်ပါဦးနောက်ဆုံးအချိန်တွင်သူမ၏မျက်လုံးများကတကန်ပေါက်စီသို့မျောလင်းတကြီးထီလေးခဲ့တော်လေမိသူများရောက်မလာခဲ့ပါမိခိုးများကြားတွင်အသက်ရှူကျလာရင်မျက်မေ၏စိတ်ထဲတွင်နာကျင်မှုများကဒေါသနှင့်ဝမ်းနည်းမှုအဖြစ်သို့ကူးပြောင်းသွားခဲ့သည်ကိုထွန်းရှင်ကျမကိုကာကွယ်ပေးမယ်ဆိုရှင်ကတိဖြတ်ခဲ့တယ်ဒီအချစ်ကကျမကိုတေးစီခဲ့တာပဲရှင်ရောဒီအင်ကြီးရောဒီရွာပါဘယ်တော့မှငင်းချမ်းခွင့်မရစေရဘူးမိတောင်များကတအိမ်လုံးကိုဝါမျိုးသွားခြင်းတွင်မျက်မေ၏ခန္ဓာကိုယ်သည်ပြာကျသွားခဲ့ပြီးသူမ၏မကျွတ်မလွတ်သောဝိညာဉ်သည်နာကျင်မှုအမုန်းတရားတို့ဖြင့်ထိုနေရာတွင်ထာဝရဆွဲကကြံရစ်ခဲ့သည်ထွန်း၏အိမ်ရှိသို့ရောက်လာခြင်းတွင်အရာအလုံးနောက်ကျသွားခဲ့ပြီဖြစ်သည်မိလောင်ပင်အကျွမ်းအကြံများတွင်တူးတောက်ကျသွားသောထွန်း၏မျက်လုံးထဲတွင်မျက်ရည်များပင်ခန်းချောက်နေခဲ့သည်ပြာပုံကြားမှတဝက်တစ်ပြက်အေးပြောနေသောရွှေလက်ကောက်လေးကိုကောက်ယူလိုက်ခြင်းတွင်သူ၏နှလုံးသားတစ်ခုလုံးပါအကွဲကြေမွေသွားခဲ့သည်မြတ်မေကိုတောင်းပန်ပါれကိုမေးကိုမကာကွယ်နိုင်ခဲ့သည်ထိုနေ့မှစ၍ထုံအေးသည်မိခင်ရှိရာဆန်အိမ်ကြီးသို့လုံးဝပြန်မသွားတော့ပါသူသည်မြတ်မေမီးလောင်တည်ဆုံးခဲ့သောနေရာတွင်တဲလေးတစ်ခုလုံးထိုးကအယူတစ်ပိုင်းထင်အထီးကျန်စွာနေထိုင်သွားခဲ့သည်ညင်းနဲ့တန်းကောင်အကျိန်များတွင်ရွာသူရွာသားများသည်မီးလောင်နေသောအတန်များမိန်းကလေးတို့၏ငိုကြွေးတန်နှင့်အတူနာကျင်စွာကျိန်ဆဲနေသောအတန်များကိုကြားရလေချီပြီးများမကြာမီထိုရွာလေးမှလည်းလူသူမနေရဲပဲစွန့်ပစ်ခံရသည့်ရွာပြက်ကြီးအဖြစ်သို့ရောက်ရှိသွားခဲ့တော့